ဒီနေ့ BW channel မှာပြန်လိုက်လို့လိုက်ပါကျွန်တော်ဒီနေ့ raw fruit ဆော့ခဲ့ပါတယ်ဆော့တာတော့ကြာပါပြီကျွန်တော် raw fruit ကျွန်တော်ဟိုမှာ raw fruit video ကိုကျွန်တော်သင်ဖို့ပြနေရပါဒါအခုကျွန်တော်နောက်နေ့ကျရင်ကျွန်တော်စီးတူးရအောင်ပြပါမယ်ကျွန်တော် raw fruit ဆော့နေပြီဆိုတဲ့အကြောင်းကိုဒါပဲပြပါမယ်ကျွန်တော် live အသီးစားထားပါတယ်။ကျွန်တော်လည်းပဲ986ရောက်နေပါတယ်။ကျွန်တော်အစားရပြီးတော့ပြန်စောပြအောင်။ပြန်မစောတော့ပါဘူး။ကျွန်တော် bro fruit မစောပါဘူး။အေကမင်းမြန်မာပြောရတာကျွန်တော်စောကြည့်ပါတယ်။စောကြည့်ရင်လည်းကျွန်တော်လည်းပဲ56မှာပြင်းပြီးတော့ဒီတိုင်းပြစ်ထားလိုက်ပါတယ်ကျွန်တော်ပြင်းပြီးဒီတိုင်းပြစ်ထားပြီးတော့နောက်ပြီးတော့ကျွန်တော်လည်းပဲ100 hit ပြန်တက်ပါတယ် live through နဲ့ပေါ့နော်နောက်ပြီးတော့ကျွန်တော်မကမာစားလိုက်တယ်မကမာကနေ flank အတန်ရမိုင်းတောင်းပါပါတယ် flank ကိုပြန်စားလိုက်တယ် flank ကိုကနေပြီး rubber နေပြီးတော့နော်ice စားလိုက်တယ် ice နဲ့အမှကျွန်တော် level 5နဲ့ fine နဲ့ level 300ကျော်ပါတယ်နောက်ပြီးဂျန်ကင်မှာအသီးလာပြန်ပေါက်တော့ကျွန်တော်ပထမဆုံးစားထားတဲ့ live ကိုပဲပြန်ပေါက်တယ်နော်ပြန်ပေါက်တော့ကျွန်တော် live စားပြီးတော့ထပ်ဖန်လိုက်တော့900ကျော်ပါပါတယ်ထီတောင်းကုန်ပြီပါပဲကျွန်တော်ဥရာလဲထားပါတယ်အသီးခုနလေးရဖောက်ပါတယ် smoke ကြီးပေါက်သွားလို့ကျွန်တော်ဓမြပဲလိုက်ပါတယ်ကျွန်တော်ကအခုလက်ရှိတဲ့အသီးတွေကဟောပါလဲကျွန်တော် ghost barrier death sun flago flame smoke spring blade spin rocket တန်တော်မိုင်းတောင်းပါပါတယ်ခင်ဗျာကျွန်တော်ခုတော့ဒီလောက်ပါပဲနောက်ပြန်ကျွန်တော်အပိုင်းတင်ပေးပါမယ်ကျွန်တော်like and subscribe ပြုလုပ်ပေးကြပါကျွန်တော်18ရောက်တော့မတက်တော့ပါဘူးအဲကြောင့်မို့ကျွန်တော် like and subscribe လေးလုပ်ပေးကြပါကျွန်တော်နဲ့ raw fruit တူတွဲဆော့ခြင်းနဲ့ဆိုရင်ဒီနန်းနန်းဗီဒီယိုတွေကျွန်တော်ရဲ့အကောင့်ကနာမည်ဝယ်ယူပြီးတော့ YouTube အကောင့်ကနာမည်ဝယ်ယူပြီးတော့ raw fruit မှာရှာလိုက်ပါမပေါ်လာရင်ဒီမှာပေါ့နော်အုတ်ထုတ်ဆောင်ထားပါတယ်ဒီအကောင့်လေးကို friend အလိုက်ပါကျွန်တော်ပြန်ပြီးတော့လုပ်ပါမယ်အလုံးမဲ့တက်တာ